Hi စားပြီးပြီလားမောင်အတွက်ရေးပါဆုံးလူပါမောင်တို့အနာဂတ်အတွက်တူစူးစမ်းကြမယ်နော်ကဲဒီတစ်ခါမင်းသားလေးကနိုင်ငံခြားကဆိုချစ်တဲ့မောင်ပို့သည်ကြည်သူကတကယ်ချစ်တာပါဆိုမောင်ဒုက္ခရောက်နေပြီဟိုတနေ့ကအော်ရာမတင်မိလို့ဆိုပြီးကုမ္ပဏီကရော်ကြီး350တောင်းနေတယ်ခုချက်ချင်းမပေးနိုင်ရင်မောင်ရဲဖမ်းတော့မယ်ဟမ်350အဲ့လောက်အများကြီးမရှိဘူးမောင်ရဲ့မောင်မကိုပန်းတွေပို့ပေးခဲ့တယ်လေမောင်တို့ချစ်တာတကယ်ဆိုရင်မောင်ကူညီပေးရမှာပေါ့ဟေးမနှင်းမျက်နှာလည်းမကောင်းပါလားဦးတကြီးဖဲပါမောင်ဒုက္ခရောက်နေလို့ပတ်စံလွှဲရမယ်ဟေးအပြိုကြီးကဘယ်တော့မှရေးစားရတာလဲရက်ပါဒါဟာအချစ်ကိုခူးလုံးလုပ်တဲ့ romance scam ပါအချိန်တိုတွင်းချစ်သူတွေဖြစ်မယ်လက်ဆောင်ပို့ပြီးယုံကြည်မှုယူမယ်အေးဘောငွေလိုတယ်ဆိုပြီးချိန်ချောက်မယ်နင်တို့စရုပ်တွေဘာသိလဲ तू ကပန်းတွေပို့ပေးထားတာ तू ငါ့ကိုတကယ်ချစ်တာအမနဲ့စိတ်ကိုပြောရယုံလိုက်ပါပန်းစည်းဘိုးက9000အမလွှဲမဲ့ငွေက300ချီနေပြီအချစ်စစ်ကငွေချင်းကိုကြီးအတင်းချက်မတောင်းဆိုပါဘူးအေးလေတကယ်ချစ်ငါ့ကိုဒီလောက်အချက်ကင်မမလားကျေးဇူးပါပဲဟာငါပတ်စံနေပါသွားတော့မလို့